သေးလာပါလားကြီးတယ်မမီလောင်တင်းတဲ့ခံညာလုံးပါတယ်မောင်ကြီးရဲ့မဲစာတောင်ကြီးကိုတွေ့နေရတဲ့ကွာမောင်ကြီးကိုအမြန်ဆုံးလွတ်လပ်ချင်ပြီကွာအကယ်၍များတယောက်ယောက်ကမောင်ကြီးကိုတွေ့သွားလို့ရှိရင်ဘလို့များဖြစ်လိုက်မလဲမတော်လည်းကြောင်ရွံ့မိရအမှန်မှမောင်ကြီးရဲ့မောင်ကြီးရဲ့နမတော်နားမှာရှိမယ်ဆိုဘာပဲဖြစ်ဖြစ်နမတော်ရင်ဆိုင်ရဲပါတယ်မောင်ကြီးရဲ့မောင်ကြီးကတော့ဘလို့ပြဿနာတွေပဲဖြစ်လာနမတော်လေးရဲ့အနာကနေမခွာပဲပြဿနာတိုင်းကိုရဲရဲဝံ့ရင်ဆိုင်သွားမယ်လို့ဆုံးဖြတ်ချက်ချလာတယ်ကွချစ်ဖို့ကောင်းလိုက်တဲ့မောင်ကြီးရဲ့မောင်ကြီးလည်းချစ်တာပေါ့မိတ်ကလေးရဲ့မောင်ကြီးရှိကအများကြီးတစ်ပွင့်လောက်ရနိုင်မလားမောင်ကြီးရဲ့ရနိုင်တာပေါ့အဘွားဟိုက်ပုံမှန်ကြည့်တယ်ဘသူတွေတော့ဟိုက်မိန်းမတယောက်နဲ့ယောက်ျားတယောက်ကလားကြည်တယ်စောစောကားကားလာမင်းဟိုဘက်ကလိုက်ကြည်တယ်လက်စားတတ်တော့မိမိကိုမိုက်လာကြီးလားမိမိရဲ့နန်းမြို့တော်ရဲ့အပြိုရဲဆိုရင်နန်းတွင်စီကံနေဖောက်ရသလားကြောက်ပါပြီတွေ့တော့မင်းရဲ့အပြစ်ချမ်းသာပြီးတော့မူမတွေ့တော့မင်းရဲ့ကြောက်လိုက်ပါပြီတော့တွေ့တော့မင်းရဲ့တေဘာကြောက်ပါပြီလဲနင်းနဲ့စကားပြောနေကောင်ဘာတူလဲပြောခုပြောကြောက်ပါပြီတွေ့တော့မင်းရဲ့ကြောက်ပါပြီနင်းနဲ့စကားပြောနေကောင်ဘာတူလဲခုပြောမှန်ပြောမပြောရင်နင်းလည်းပြောဟောရနေငါကလိလိုက်ပြောပါမယ်တော့ပြောခုပြောကဲဟဲ့အောင်တင်မှာတော့အောင်တင်မှာအောင်တင်ဘယ်ကအောင်တင်အမြင့်မင်းသားအိမ်တော်ကလူတော်သားအောင်တင်လားဟုတ်ပါတယ်တော့ဟုတ်ပါတယ်ကောင်းကြရောကွာအောင်တင်ဆိုတဲ့ကောင်အမြင့်မင်းသားအိမ်တော်ရဲဆိုရင်နန်းတွင်စီကံနေဖောက်ရသလားနင်တို့အမှုကအမိုက်ကစားပြတ်တက်မီးလောင်တော့မှာပဲအောင်တင်ကိုဖမ်းမင်းတော့မဖမ်းမင်းလူသားတွေကိုကိုကဲဆုံးမနေတဲ့အမြင့်မင်းကြီးလက်ဝဲတုံတာတော့ဒုက္ခတော့တွေးတော့မှာပဲဟေးကြီးညိုမိမိကိုအနောက်ဝင်သို့ခေါ်သွားငါလည်းအနောက်ဝင်သို့ကိုယ်တိုင်သွားပြောမယ်ဆရာโอเคရမလား你每月也没有好啦。ဟုတ်တော့ဘာကြီးဖိုးလုံးမလား你干嘛把它漏了？一定要拆了。တွေးလေးပါပါတယ်ကြောင်မြောင်းစေးကိုခဏဝင်နေလို့ပါဘာကြီးဖိုးလုံးလဲဘာလာလောက်တာတော့ထိုင်မအောင်လေစင်ကူဘက်ကငါလာတာဟာစင်ကူကငါရောက်တာ10ရက်လောက်ရှိပြီညီးပဲကလာတာလဲမကြီးတုံရလားရွှေဘွားလားရွှေဘိုးကလာခဲ့တာတော့မင်းညနေကကြောင်မြောင်းကိုရောက်တယ်လေဒီကိုရောက်လာတာကတော့ညီစမ်းမောင်ငါတောင်ဆက်မှာလေစင်းတွေးခဲ့တယ်ငါလိုက်ရမယ်မလဲလေကြုံမှတ်လို့အနားကိုသွားလာလာဓာကိုစီနဲ့ကင်းဦးရန်တရုပ်ကငါ့ကိုမောင်းလို့တယ်တိရဗောဘာကြီးဖိုးလုံးရဲ့ဘာကြီးဖိုးလုံးတော့မင်းတို့မကြီးတုံရတာကိစ္စဗောငမြက်ဆန်နေတော့ရာဇဝတ်ကောင်ဖြစ်နေပြီတော့ကိုရင်ကြီးမျက်စံမင်းမြတ်တင်တယ်ဒီလိုဆိုမဲရွဲတို့သားမိတယ်ဒုက္ခပေါ့တန်တော့အောင်တင်တို့မိမိတ်တို့အမှုပလာလိုပဲနေမှာဒီမှုကြောင့်ဘာကြီးဖိုးလုံးရဘာကြီးဖိုးလုံးတို့မြို့တို့မကြီးတုံရတာကိစ္စအောင်တင်ကိုအကြီးတော်ကဖမ်းမရမယ်လို့အမိန့်ထုတ်တယ်ကိုရင်ကြီးမျက်စံကစူးစမ်းပြီးရှာပါတယ်ဘာကြီးဖိုးလုံးရဲ့ဒါပေမဲ့ရှာလို့မရဘူးတော့အဲ့တော့ကိုရင်ကြီးမျက်စံကိုတက်စီလို့အမိန့်ချလိုက်ရောလားမတက်ပါဘူးတော့ကိုရင်ကြီးမျက်စံအပြည့်ရတော့မယ်လို့သတင်းထွက်လာတော့မမရွဲလေဘာကြီးဖိုးလုံးသိမှာပေါ့ဩကိုရင်ကြီးမျက်စံရဲ့မိန်းမပဲဟာငါသိတာပေါ့ဒီ
ဒီတော့မမရွယ်ကမင်းတရားကလေးရဲ့မေတော်ဖျားထံဝင်ပြီးတနာခံရှာတယ်အမိန်တော်မက်စင်ကငမျက်ဆိုင်ရဲ့နဖူးမှာစာရန်ထိုးစီတဲ့စာရန်တော့မထိုးပါနဲ့လို့မေတော်ဖျားကမင်းတရားကလေးကိုမေတ္တာရက်ရှာတယ်ဒီတော့မှငမျက်ဆိုင်ကိုမဲစာပို့စီလို့မိတ်ချပြီးမျက်တော်လွှဲသွားတဲ့ဘာကြီးဖိုးလုံးရဲ့ အော်ဒီလိုဆိုပိုဆိုးနေပါဘောသူ့သားမရနဲ့ရှင်ခွဲကွဲကြကုန်ပြီပေါ့ နေအောင်တော့မေတော်ဖျားကအမျှော်မြင်ကြီးပါတယ်ကိုရင်ကြီးမျက်စံကလဝဲတုံတရာပွဲမရခင်ကတည်းကစာဆိုကောင်းဖြစ်မှမေတော်ဖျားတည်တော်မူတယ်တဲ့ရရုတွေကိုမေတော်ဖျားကအလုံးနှိမ့်ချိုက်တော်မူခဲ့တယ်တနေ့နေ့မှာကိုရင်ကြီးမျက်စံဟာစာရေးမြရေးရမယ်တဲ့တနေ့နေ့မှာသူ့စာတိကပြတိကသူ့တက်ကိုကဲလိုက်မယ်တဲ့ဟဲ့မိရွယ်ငမျက်စံရှိရမဲစာကိုပရက်ပိုင်းနဲ့ကန့်ကူဆန်ပို့ပြအောင်ပို့ဟဲလို့မမရွယ်ကိုသတိပေးတယ် အေးဟဲညီးတင်တယ်လို့ပဲဖြစ်ပါသေးလို့ငါဆူတောင်းပေးလိုက်ပါမယ် အခုမိဦးဒီမှာရောက်နေတာဒီကိစ္စကိုဆောင်ရွက်ပေးဖို့မမရွယ်ရလှုပ်လိုက်လို့ပေါ့ဒီအထုပ်ဟာပရက်ပိုင်းနဲ့ကန့်ကူဆန်ထုတ်ပေါ့ ဩကိုရင်ကြီးမျက်စံဒုက္ခလာကြပြီဟာ မြင်မြန်ပေးပြေးမှာပဲ မင်းကလေးကိုနဲ့မဆိုင်လို့နေလိုက်ပါဟာ ဟဲ့မီယူညီဘာငေးနေရပြန်လာလी တခါတော့ခက်ကြပေါ့ဘာကြီးဖုံးလုံးရဲ့မိဦးတော့သေးလိုက်ချင်တာပဲမမရွယ်ဘယ်လိုလုပ်ပြီးပြောရမှာလဲဘာကြီးဖုံးလုံးရဲ့ဒီစမ်းမအောင် နေစမ်းမောင်ချက်ချင်းဆိုသလိုငါအကြံတစ်ခုရလာတယ်ခက်ပါဦးဒူမာကြီးဟာပရပိုက်နဲ့ကန့်ကူဆောင်ငါဖိုးစင်နဲ့ပါလိုက်နိုင်ပါတယ် ဖိုးစင်လားလူကလေးကိုအားကိုးလို့ရပါမလားဘာကြီးဖုံးလုံးရဲ့ အမေအားကိုးလို့ရပါတယ်စိတ်ချငါသားကတစ်ဖောင်ဦးကြီးဆိုရင်မဲ့စာတို့ကြပြတို့မှာဝါသနာပါတာဟာသူကအကြီးတော်လက်ဝဲတုံတရဆိုတော့ငါသားကသူ့ကိုဘလို့ခေါ်ရမှာတော့ပြောစမ်းပါဦးငါတို့ကတောသားတွေဆိုတော့ဒါတွေနားမလဲကွာ ရင်းနှီးရဲ့လူတွေပဲတော့ကိုရင်ကြီးလို့ခေါ်ရင်လည်းဖြစ်တာပါပဲအကြီးတော်လို့ခေါ်လဲရပါတယ် အေးအကြီးတော်လို့ခေါ်လို့ငါမှားလိုက်မယ်ပရပိုက်နဲ့ကန့်ကူဆန်ငါ့ကိုပေးလိုက်ငါဖိုးစင်နဲ့ပါလိုက်မယ်မေရွဲကိုလည်းပြောလိုက်အောင်စိတ်ချနေလို့ဟာဟိုမကြီးစမ်းလေပါမျက်စိနဲ့တူငါလည်းတောင်းမျက်စိကိုစင်းတော့မယ်ညီလည်းပြန်ပြီးတော့မီးစိတ်ချဩဖိုးစင်လားကွလူကလေးရောက်နေပြီကို မှန်ပါခါသားလေးရှိကြောင်းမှာကြီးတော်မင်းကျွန်တော်ရောက်မလာတာ2ရက်လောက်ရှိသွားလို့စိတ်မကောင်းမိပါဘူးကြီးတော်မင်းရဲ့ ကိစ္စမရှိပါဘူးကွယ်အကြီးတော့ဘလို့မှမအောင်မေပါဘူးဒါပေမဲ့မင်းတို့တွေတက်တော်ရကြပြီလား ရှားကြပါပြီတစ်ဖောင်လဲဖွဲပြီးပါပြီမနှက်ဖြန်မှာအကြီးကိုစုံပါတော့မယ် ဩလူကလေးတို့ပြန်ကြရမယ်ပေါ့အေးကောင်းတယ်မတော်ပဲကွယ်လူကလေးယူလာတဲ့ပရပိုက်ကိုလူကလေးနဲ့ပဲပါလိုက်ရှင်ပဲလူကလေးမဲရွက်စီကိုသွားရမှာပဲလူကလေးမကြီးတောင်ရောက်မှာမလား အချိန်ရရင်တော့ရောက်မှာပါပဲကြီးတော်မင်းရဲ့ စီးပွားရေးကတစ်ဖက်ဆိုတော့အချိန်ရကြမှာရမယ်ဆိုပါတော့ဒါပေမဲ့အချိန်ပြီးရောက်အောင်သွားပါကွယ်အကြီးတော်ရောက်စားကဆိုရင်မဲစာကြောင့်ရွှေကူတော်ဖျားမှာမဲစာရက်သူတွေကစုံညာသွန်းကြတော့မိလိုက်သေးတယ်လူကလေးတော့မိလိုက်သေးလား ကျွန်တော်ကကစုံလာပြီးရောမှာရောက်လာတဲ့မမီလိုက်ပါဘူးကြီးတော်မင်းဒါပေမဲ့ကျွန်တော်ရွှေကူတော်ညောင်ရင်သုံးဘက်တော့မိလိုက်ပါသေးရဲ့ အေးတော်ရဲ့သူတို့ညောင်ရင်သုံးဘက်ဟာလေတမျိုးပြောစရာမကောင်းလားကွယ်ဒါပေမဲ့ရွှေဘိုးကညောင်ရင်သုံးဘက်နဲ့လွဲရလို့အကြီးတော်မှာဝမ်းနဲ့ကြွယ်ဖြစ်လိုက်ရသေးတယ်အခုလိုစီးနှွေးနေကြပြီးအုံမိုင်းနေတဲ့အခါမှာဆိုရင်အကြီးတော်ကနေပြီးရောတွေကိုသိရတဲ့ကွယ် ကျွန်တော်ဒီเจ้าရွှေကိုရောက်ရင်ပြောပြပါမယ်ကြီးတော်ရဲ့ဇနီးရင်တူထံကိုယ်တိုင်သွားပြီးပြောပြပါမယ် တာရုကောင်းလေစွာလူကလေးရဲ့အကြီးတော်မှာအဲ့ဒီလိုတတိယအောင်ပေးတဲ့စိတ်ကလေးတွေခဏပေါ်တင်လွန်းလို့ဒီလူပိုက်စုံတစ်ပုတ်ကိုဆက်ဆူခဲ့သေးတယ်စိတ်ပြေလက်ပြောက်ဖြစ်အောင်ပေါ့ကွယ်လူကလေးပေးထားတဲ့ပရပိုက်ထဲမှာရှိလေရဲ့ဟောဒီပရပိုက်ကိုလူကလေးဆောင်ချင်းသွားလိုက်ရွှေဘိုရောက်ရင်မရွက်လက်အပ်လိုက်ပြီးတော့ဟုတ်ပြီလား ကြောခဲ့ပါတယ်ကြီးတော်မင်း တာရု
ခလုံးမထီစူးမီပဲမိဘရထန်တို့ချောချောမမရောက်ကြပါစေကွယ် မေမေဖေကဒီနှစ်သားဆောင်ကိုအလွန်နှိမ့်ချိုက်တော်မူတဲ့အနောက်ဝင်ရဲ့တားတော်ကိုဒီနှစ်သားဆောင်မှာတွေးကျင်တော်မူတဲ့ မှန်ပါတင်းမြက်လာကြောင်းပါဗျာ ဩဒါနဲ့မေတော်ဖေကိုနမ်းမတော်ကြီးသွားကြိုနေပြီလား မှန်ပါကျိုးနေကြကြောင်းပါမကြခင်ကြွလာပါတော့မဗျာ မေတော်ဖျားကြွလာပါပြီဖျားနမ်းမတော်ဖျားလဲနောက်တော်ပါမှာပါလာကြောင်းပါဖျား ကောင်းပြီလေငါကိုယ်တိုင်စီးကြုံမယ်မေဖေကျမ်းမာတာကိုတော့မျက်မြင်ဖြစ်နေပါပြီစားတော့ခေါ်လို့စက်တော်ခေါ်လို့ကောင်းပါရဲ့လားမေ အေးသားတော်သမီးတော်တို့ပို့တာတော့မြတ်တာကြောင့်ကောင်းပါတကွယ်အနို့သားတော်သမီးတော်တို့ကောင်းကြရဲ့လား မေရဲ့မြစ်တာကြောင့်စားကောင်းစက်ကောင်းကြပါတယ်မေ ဝမ်းမြောက်ပါတယ်ကွယ်ဝမ်းမြောက်ပါတယ်အမေအခုဒီနေ့ကြွလာတာဘာကိစ္စမှထွေထူးရှိလို့မဟုတ်ဘူးကွယ်ငါသားတော်မောင်ကစာရေးကြပြရိုးသဘောကျတယ်မှန်သိလို့စာသစ်ကြပြတင်တယ်သားတော်မောင်တတိယတကွယ်ဟောဒီမှာမျက်ဆိုင်ရဲ့အိမ်လူမိရွယ်လေ ခါစားရရှိကြောင်းပါဖျား ကဲငါသားတော်မောင်တလုံးမောကြွခဲ့ပါလေအမေခွင့်ပြုပါတယ်ဟောဒီဘရာဘိုက်ကမိရွဲယူလာတဲ့ဘရာဘိုက်ပဲမမဲရှိမှဖတ်ကြည့်စမ်းပါလေ မဲစာတောင်ကြီးစီတွေတွေဒီမြည်ရီဝုန်းလီမြိုင်တော်စီကရွှေပြည်ကိုသာတရှာတော်မိမိုးရှိရှိလျင်သီရိကျက်တည်း တက်ဖြူဝေသာအောင်မြေကြောကြောကုန်းမော့မော့နေဘုရောကောင်းမှုတီချာပြုသည်စပုစီမီ6ရောင်ကြီးမြဘူကြီးသခင် ရွှေလင်းမင်းနဲ့ရွှေချင်းလေးမွေစ၍ရသောရွှေစီရီအတီးတီးပိတ်စီချေတန်းလျက်ရောင်တန်းမြရွှေနှံရွှေဘုံအလုံးစုံကိုအာယုမြင့်မြင့်ဖူးမြော်ခြင်း၍ဒီတွင်ရွှေမြို့ဒီတို့စီရီဒီစီရွှေနှံဖြောက်တန်းတော်မီစိတ်ကရည်သည်ရွှေပြည်ဌာနဝေတော်ကြောင့်မေဖေဒါတော်မောင်တတိပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်မေနမ်းမျိုးတော်စီကံတေဝိစင်တော်အကြောင်းဒါဟိုတုန်းဟိုတခါကအပြည့်ပေးခဲ့ခြင်းဖြစ်ပါတယ်အခုမှတော့နန်းတွင်းစီကံရေးကြီးပုံကိုအကုန်လုံးသဘောပေါက်လို့ကြပြီလို့ထင်ပါတယ်ငမျက်ဆန်ကိုလူငင်းချမ်းသာဝင်ပေးပါတော့မေ တာဒုတာဒုတာဒုငါသားတော်မောင်ဖုံးကြီးတို့တတ်တော်ရကြောရှေးပါစေတာ မေကစူပေးရင်ဒါတော်မောင်အမြဲရာစမြဲပါပဲမေအနောက်ဝင်မင်းဗျာမေရှေးမောင်မှာအမိန်တော်ချမေ မှန်ပါမိန်တော်နာခံလျက်ရှိကြောင်းပါဗျာ အနောက်ဝင်မင်းကိုယ်တိုင်ငမျက်ဆန်ကိုမဲသာမှာပြန်ခေါ်စေ မမျက်စောင်အပြစ်သားဖြစ်မှလွတ်ငင်းချမ်းသာဝင်ပေးစေ